မင်္ဂလာပါမိတ်ဆွေတို့မိတ်ဆွေရဲ့လက်ထင်မှာငွေစုပြီးသားတိန်းတရာရှိတယ်ဆိုပါစို့မိတ်ဆွေကဒီငွေကိုဘဏ်ထဲထည့်ရမယ်ဒါပေမဲ့တစ်နှစ်ပြီးမှဘဏ်ကနေရတဲ့အတိုးက9သိန်းပဲဆိုရင်မိတ်ဆွေကျေနပ်နိုင်လားငွေစုတာကောင်းပါတယ်ဒါပေမဲ့အမှန်တရားတစ်ခုရှိတယ်ငွေစုတယ်ဆိုတာတစ်ခုနဲ့လည်းတော့မိတ်ဆွေချမ်းသာလာမှာမဟုတ်ဘူးငွေစုတာကမိတ်ဆွေရဲ့ငွေကိုကာကွယ်ပေးတာထိမ့်သိမ့်ပေးတာပါပဲရင်းနှီးမြုပ်နှံတာကမှလူချင်းမင်းရဲ့ငွေကိုမိတ်ဆွေရဲ့ငွေကိုတိုးပွားစေမှာပါကျွန်တော်တို့အကြံဉာဏ်တစ်ခုတွက်ကြရအောင်မိတ်ဆွေကသိန်း100ကိုနှစ်တော့900ခိုင်လောက်နဲ့စုတာမယ်ဆိုရင်တစ်နှစ်ပြီးမိတ်ဆွေက9သိန်းရမယ်တကယ်လို့အဲ့ဒီသိန်း100ကိုမိတ်ဆွေကမြေခွက်သို့မဟုတ်ရွှေသို့မဟုတ်မိတ်ဆွေကျွမ်းကျင်နားလေတဲ့ခိုင်မာတဲ့ပစ္စည်းတစ်ခုကိုဝယ်ရမယ်ဆိုရင်တော့နောက်ထပ်20ရှာသွားရင်ရလက်တည်းကသူ့မှာမဟုတ်ပါဘူးမိတ်ဆွေစုကြတဲ့20ခိုင်တော့တိုးတဲ့စုကြတဲ့ငွေက20ကြာလို့ရှိရင်389သိန်းရမှာပါလက်ရှိမူလစုငွေရဲ့3စားတော့တိုးသွားမှာပါဒါပေမဲ့မိတ်ဆွေသားမြေရွှေချမ်းကွက်ကိုကျွမ်းကျင်ရဲ့ပစ္စည်းတစ်ခုခုပေါ်ရင်းနှီးမြှုပ်နှံခဲ့မှာဆိုရင်နောက်20ကြာဒီထက်မှကမိတ်ဆွေအကျိုးမြတ်ရနေမှာပါလူတွေကဒါတွေမလုံနိုင်တာမသိလို့မဟုတ်ကြောက်လို့ပါငွေစုတာကလုံခြုံမှုရှိပြီးတော့ရင်းနှီးမြှုပ်နှံတာကဆုံးရှုံးမှုရှိတော့ပါလူတွေကဆုံးရှုံးမှုကိုကြောက်ကြပါတယ်ဟုတ်ပါတယ်ဒီကိစ္စကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့ကဒီပလန်တစ်ခုစဉ်းစားရပါမယ်ကျွန်တော်တို့မှာနောက်3လသို့မဟုတ်6လအရေးပေါ်3စိတ်စားစိတ်ကိုအရင်စုထားပါဒီဟာကကျွန်တော်တို့ရဲ့ဘဝမှာရုပ်ရက်ပေါ်လာမယ့်ပြဿနာတွေအတွက်အဆင်ပြေပါလိမ့်မယ်ကျွန်တော်တို့မှာ safety money နဲ့ growth money ဆိုပြီးဒီလိုမျိုးခွဲပြီးစုထားလိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ဒီလိုပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်လို့မြင်မိပါတယ်ငွေစုတာကအမောက်အနေများစုလို့ရပါတယ်မိတ်ဆွေ9000နိုင်နိုင်3သိန်းနိုင်နိုင်2သိန်းနိုင်နိုင်လားစဉ်စုသွားမယ်ဆိုရင်အချိန်တန်ရင်အမောက်တစ်ခုဖြစ်လာမှာပါအရေးကြီးတာကအလေးကျင်ပါပဲမိတ်ဆွေသားတစ်လ3သိန်းစုမယ်ဆိုရင်နောက်10နှစ်ဆိုရင်မိတ်ဆွေမှာ320ရှိနေပြီဖြစ်ပါတယ်ငွေစုတာကမျိုးစိတက်တာတွေထဲတာနဲ့တူပါတယ်မပြောက်ဘူးအန်ဒီရမရှိဘူးဒါပေမဲ့မတိုးသွားလာဘူးရင်းနှီးမြှုပ်နှံတယ်ဆိုတာကမိတ်ဆွေကိုရဲ့မျိုးစိကိုပြည်ကြီးထဲမှာစိုက်လိုက်တာနဲ့တူပါတယ်သူကပြည်ကြီးထဲမှာမြုပ်သွားတာဖြစ်တဲ့အတွက်မမြင်ရဘူးပုတ်သွားမှပျောက်သွားမှစိတ်ပူရတယ်ဒါပေမဲ့မိတ်ဆွေသားခယူးသက်ဆိုင်ပြိုးထောင်နိုင်ရင်ပေါင်းတင်နိုင်မယ်ဆိုရင်အချင်းတန်ရင်ဒီပြိုးပင်လေးကကြီးထွားလာမှာပါဒါကြောင့်မကြောက်ပါနဲ့ကိုကျွမ်းကျင်နားလေသွားခယူးသက်ဆိုင်လုံနိုင်မယ်ဆိုရင်မိတ်ဆွေဒီချက်မကရလက်ပြီးရလာမှာပါငွေစုတန်နဲ့ရင်းနှီးမြှုပ်နှံတာကနှစ်ခုစလုံးလိုအပ်ပါတယ်ဒါပေမဲ့ရင်းနှီးမြှုပ်နှံဖို့အတွက်အချိန်မှန်နေရာမှန်နားလေတက်ကြမယ်ဆိုရင်မိတ်ဆွေတို့ပို့ပြီးအဆင်ပြေပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ဒီဇလန်လေးကိုနားထောင်ပြီးတော့မိတ်ဆွေအနေနဲ့ဒီထက်မှကတိုးတက်အောင်မြင်အောင်ဘယ်လိုစုဆောင်းမယ်ဘယ်လိုမျိုးနေရာတွေမှာရင်းနှီးမြှုပ်နှံမယ်ဆိုတာကိုစဉ်းစားမိမယ်တွေးမိမယ်လို့ထင်မြင်မိပါတယ်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာ motivated ဇလန်လေးတွေစိတ်အေးချမ်းစရာပုံမြင်လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်ဒီ channel လေးကမိတ်ဆွေတို့အတွက်ခွန်အားတစ်ခုခုညံ့လင်းတစ်ခုခုပေးစွမ်းနိုင်မယ်ဆိုရင်ဒီ channel လေးကို like and subscribe နဲ့ notification လေးကြည့်ပြီးအားပေးခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်